ဟိုတဲ့ပြီးတော့ငါးကန်နဲ့ထည့်ထားတာအဲ့ဒီတော့မှ तू ကအကုန်ပြောပြတာညညဆိုရင်အေးဟင်းနဲ့ဒီလိုခေါင်းကြီးကအဲ့လိုချင်းတော်အပြင်းနဲ့တိုးလာတိုးလာတဲ့ तू ကလည်းဒါကိုကောက်ခဲ့မှန်ဖြစ်လို့မှလည်း तू ကလည်းမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ကိုမေးတဲ့ခံပါဘယ်ချင်းမေးလဲဆိုတော့အဲ့ဒီမွေးတဲ့နိုင်စားရလို့ခုနညှိစိုးနိုင်ရညကြီးမှပြီးတာအဲ့တော့မှ तू ကပြောပြတာငါးကန်နေမှဒါဟာမင်းပြန်ပို့လိုက်စမ်းအဲ့မှာကျွန်တော်ကပြောပြတာနော်ချင်းအောင်ထဲကိုဝင်လာပြီးတော့ငုတ်တို့ကြီးထိုင်နေရတဲ့လူပဲဖြူဖြူဝါကြီးအဲ့လိုဟုတ်ဘာပြောလဲဆိုမင်းငါ့ကိုခေါ်လာတော့ခေါ်လာတော့တဲ့မင်းခေါ်လာလို့ငါလိုက်လာတာတဲ့အဲ့မှာမနေ့လဲမူလဲလင်းတာနဲ့အဲ့ဒီကလေဗင်းကားတစ်စင်းနဲ့တစ်ခါလဲပြေးရတာအဲ့ဒီတောင်ညွန့်တင်ငယ်ကိုပြီးတော့အဲ့ဒီရေကန်ထဲကိုအဲ့ဒီတွားအန်ဂတ်ဟိုဘယ်လိုခေါ်မလဲတွားတူပေါ့နော်အဲ့ဒီငွေရောင်နဲ့တွားတူအဲ့ဒီမှာတွားပြန်ချခဲ့ရတယ်မင်းပတ်ကြတာပါနောက်ကကျွန်တော်ပြန်ကြုံလိုက်အဲ့ခါမှာကျတော့ကျွန်တော်ဘယ်လောက်တော့ဖြစ်သွားပြီလဲကျွန်တော် first year လောက်တက်နေဟိုဟာပေါ့ဆယ်တန်းအောင်လာစပေါ့နော်အဲ့ဒါပြောင်းကြအဲ့ဒါကြောင်မြုံထိပ်မှာဒီကြောင်မြုံစီးပြီးတဲ့မှာတော့ထားပါတော့ဒါမှမပြောတော့ပါဘူးခွက်တီလည်းရှိမှာပါအဲ့ဆိုင်ကအရက်ပြူတိုင်လေးရှိတယ်အရက်သမားစစ်မဖြစ်သေးဘူးအဲ့ချိန်မှာဒါမဲ့ဘာလဲဆိုတော့အဲ့ဒီကအမလေးအဲ့ဒီအရက်သမားကြီးနဲ့တွားပြီးတော့ရက်တောက်ရတာကိုကိုဂုံယူနေတဲ့ချိန်မကောင်းခဲ့တာပြောရတယ်အဲ့တော့အဲ့ချိန်မှာချစ်ကားဒီလာချစ်ကားဆိုဒီပေါ့ရှိတယ်ပေါ့နော်တခါကျရင်ဆိုင်ထဲမှာလူများမိုးရတော့ချစ်ကားပေါ်ထက်တော့အဲ့လူတက်ကအမြဲတမ်းလာတော့မှတ်မိတိုးလေးကိုလိမ်ပြီးတော့အဲ့လို10ရာနေရလောက်အဲ့တော့ပတ်စံ20ဆိုတာတော်တော်အရက်တောက်လို့ရတယ်10ရာနေကိုဒီမှာချစ်ပြီးတော့လာအဲ့လူကလာတောက်တာပေါ့နော်ခါလေး30ပါတယ်အတောက်မကြလည်းတောင်းပြောက်ဘူးဒါပေမဲ့သူ့လက်တစ်ဖက်ကတိမ်ပြီးတော့ဒီနေရာမှာညုံမင်းနေခါလေးကဝတ်တွေပိုက်စကားလည်းမပြောဘူးကိုရင်းတည်းကျတော့မိုးတွေကလည်းရွာအဲ့ဒီကားပြည့်ကြီးမှာထိုင်ရင်းနဲ့သူ့ပြီးတော့အဲ့ဒီသူ့မှာပတ်စံ10လားမသိဒါပဲပါတယ်ပြန်လို့လည်းမရအောင်မိုးတွေကရွာနေတော့ကဲကျွန်တော်တိုက်မယ်ရော့စေဝရိတ်ကြည့်ပြီးတော့ရော့ဒီမှာအရက်ဘာဒီတောင်အိုးစုမှာနေရတဲ့အိုးစုကအရင်ကတော့ရက်ကွက်ကအိမ်လေးတွေပေါ့နော်လမ်းတော့မရှိပါဘူးတရားထုတ်ပြီးတော့သွားရတယ်အိမ်လေးတွေနေတဲ့အဲ့ဒီချိန်တုန်းကအဲ့ဒီကာလအဲ့တော့အခုတော့လည်းအိမ်နေရာတွေဖြစ်ကုန်ပါပြီထားလိုက်ပါတော့အဲ့တော့နေတော့သူကအဲ့မှာပြောပြအကြလေးနဲ့ထက်တိုက်လိုက်တော့စကားလေးကထွက်ကျွန်တော်ကရင်တော့မိုက်တယ်အဲ့ဒီမှာဗျိုင်းဦးဆိုထိတ်မှာတရုတ်တင်းချိုင်းရှိသူ့လိုစိတ်ဝင်ဖြစ်သွားတယ်ဟူဝင်ဖောက်တာတဲ့တော့တရုတ်တင်းချိုင်းဆိုတော့လေဒီရွှေမျိုးတွေဘာတွေရွှေသွားတွေဘာညာတွေခုနလိုမျိုးတွေပေါ့နော်ဟိုအဲ့လိုမြုပ်တဲ့ရိုးရထုံးတဲ့တချို့ရှိကြတာဟိုအဲ့ရမယ်လို့ဖောက်တာတချို့တငယ်ချင်းတွေရတယ်တဲ့ဒီဗျိုင်းဦးဦးစင်နဲ့ကြော်ဝင်ပြီးအဲ့ဟောဝင်ဖောက်အဲ့မှာကူတလုံးတော့တွေ့တော့ခွတ်ထွင်းဒီကိုလည်းကြီးဒီလိုဝိုင်းနဲ့တေချာလောက်ထားတာဟုတ်တပြည့်နဲ့ပဲ့အဲ့မှာဒုံးဆိုတစ်ချက်သူကချလိုက်တိုင်းအထက်ဒုံးဆိုတစ်ချက်ပြန်ကြားရတယ်ဟာသူကပြမလိုက်ပြီးလိုက်ကြည့်တော့ငါလိုပဲကူဖောက်တဲ့သူများရှိနေကြလားပေါ့ဖောက်ကြတာဟုတ်အဲ့မှာလင့်တလို့လက်လစ်လို့ဟာဟိုဒုံးအထက်ကပြန်ပြီးပြန်တော့ဝုန်းဒုံးအထက်ကပြန်ပြီးပြောဒါပေမဲ့ကိုတော်တော်လေးကိုဖောက်ရတာဟိုအရာရောက်လာပြီပေါ့နော်တဲ့ပထမကြောက်တယ်မ
မကြောက်တော့ဘူးအရက်အချိန်လေးကလည်း